没了啦，你不要搞你看，不要搞你看，我别别，မလို့အခုဒီမျိုးကိုဘာနဲ့စပို့ကားနဲ့ပို့ဘာကားကြီးလို့စစ်ကားကြီးကားမောင်းတဲ့လူတွေရောဝန်ထမ်းနေလား 是牙齿比较巴巴的， စစ်ရရှိရောက်ပါစစ်ရရှိတယောက်ရဲ့ driver လည်းစစ်သားပဲလား 牙齿比较巴巴， driver လည်းစစ်သားပဲလားစစ်သားပဲမတို့ဘွဲအားလုံးဘယ်နှစ်ယောက် 要东西巴巴， ယောက်30ပါတယ်ယောက်30လုံးကပြုံးလင်ကိုချတာ 比如你哎，第一晚上嘛，你多少钱嘛？ ဒီ 欧啥干的，他说两百股多吧， လာချိုလမ်းဘက်လို့ကြားရတာ 我这都干嘛来一个？ 3ယောက်ကမတို့နာမည်တွေရောမင်းဖော်တာတွေရောအကုန်သိလား3ယောက်လုံး 哎，你这叫朝那个过来着，没人， မသိဘူးထောင်ထဲမှာတော့ဖော်တာတွေ3ယောက်လုံးကဘယ်ဘက်ကိုဥတီလဲ ကျွန်တော်ဒီဘက်ကိုလာတယ်။နှစ်ယောက်ကအဲ့ဒီဘက်ကျွန်တော်တက်တက်လာပြီးတော့တောင်ဘက်ထဲကိုကိုလာတယ် တောင်ဘက်ချမ်းမြောက်ဘက်ချမ်းပဲသိတာရက်ွက်သိလား ။ဘက်ကတော့မသိဘူး ချ ။မင်းတို့တင်မမကြောက်ဘူးလား အဲ့ဒါမင်းကအခုဒီဘက်ကိုမိသားဘက်ကိုလာခဲ့တာဘာလို့မင်းဒါဟိုသူတို့ကမင်းမိသားဘက်သွားရမယ်လို့ပြောတာလားဒါမှမဟုတ်မင်းကိုဘယ်နေရာသွားရမယ်လို့ပြောလဲ ။ကျွန်တော်ဒီလိုတွေလမ်းကြားအဲ့လမ်းကြားကိုသွားခဲ့တယ် သွားခိုင်းတာ ။ဟုတ်ကဲ့ သွားခိုင်းတော့မင်းအဲ့ကိုမသွားဘဲနဲ့အခုမိသားဘက်ကိုလာခဲ့တာ ဟုတ်ကဲ့ အခုမိသားဘက်ကိုလာတော့မင်းဘယ်နေရာတွေအရင်စရောက်ခဲ့လဲ ကျွန်တော်ချင်းနေမြေတိုင်းဆက်အရင်တော့ရတယ် စင်တန်မီရက်ဆိုင်ကိုရောက်ခဲ့တယ်အခုမင်းကိုငါတို့ကအဲ့မှာအခုည2 နာရီကျော်ကြီးမင်းကိုပြည်သူတွေကဝိုင်းပြီးဖမ်းရတယ် ။ဟုတ်ကဲ့ အခုမေ့ပြီအဲ့တော့အဲ့ကားပေါ်ကချတော့မင်းကိုဘာတွေမှာလိုက်လဲ ။အဲ့မင်းတို့သူတွေစူးပူအောင် อืม လုပ်ပေါ့ တော့ပေါ့ ။လုပ်ပေါ့ဆိုကျွန်တော်ကတော့ဘာမှမလုပ်ဘူး ဘာမှမလုပ်ဘူး ဘူး နေတယ် ကျွန်တော်လည်းပြီးတော့အဲ့ဒါမျိုးလုပ်ချင်အဲ့ဒါတော့လည်း မှာလိုက်တယ်ဆိုတာကဘယ်သူကမှာလဲဘယ်အဆင့်နဲ့မှာတာလဲ အဲ့စစ်ဘူမူရမှာ ဘုံမူကြီးကမင်းမြင်တဲ့အခါမှာနာမည်တော့မသိဘူးအဲ့ဘုံမူကြီးကညနာလည်းမပြဘူး ရ မတ်အုပ်တာလား တက်တာ အေးအဲ့တော့ तू ပခုံးပေါ်အပွင့်တွေဘာတွေမြင်လား ဟုတ်ပါ ပုံစံလေးတွေသိလား ပြီပါ မင်းဟိုထောင်ထဲလာတာဆိုတော့ဘယ်အဆင့်လောက်လို့မှန်းလဲ ဘူမူတော့ ဘုံမူလောက်ဟော तू ကပဲမင်းတို့အမိန်ပေးတာ ပွင့်ကြီးတူပဲနဲ့ကျေလေးတူပဲပါ ကျဲလေးတစ်ဝက်နဲ့ နှစ်ပွင့် ဟောအဲ့ဆိုမင်းယာတုခံမှဆိုမင်းထောင်ထဲမှာနေခဲ့တာသူ့အဆင့်ကဘယ်လောက်လောက်လို့မင်းမှန်းကြည့်တော့ ထောင်ပိုင်းအဆင့်လောက်ရှိတယ် ထောင်ပိုင်းအဆင့်လောက်ရှိတယ် ဘူမူပွင့်တစ်ပွင့်နဲ့အစီလေးတစ်စီ သူကတက်ကပေါ့ ဟုတ်ကဲ့ ဟောတက်ကအဲ့ဆိုမင်းအခုသူတို့ထားတဲ့နေရာမနေဘဲနဲ့ဒီမိသားဘက်ကရက်ဆိုင်ကိုလာတယ်အရက်တောက်ပြီးတော့မင်း2 နာရီအဲ့ရက်ဆိုင်ကိုရောက်တော့ဘယ်နာရီလဲ ဒီနေ့9နိုင်က6နိုင်လောက်ရှိတယ် 9 နာရီခွဲ6 နာရီလောက်တောက်ပြီးတော့အခုငါတို့ကမင်းကိုမိတာ2 နာရီကျော်ဆိုတော့အဲ့ကြားထဲမှာမင်းဘယ်တွေသွားလဲဘာလုပ်လဲ အဲ့ကြားထဲမှာကျွန်တော်အိမ်သားပြတ်တယ်မှာအဲ့ အိတ်နေတယ်မင်းအခုလက်မောင်းမှာငါတို့ကဖုန်းနံပါတ်တွေ့တယ် ဟုတ်ကဲ့ အဲ့ဖုန်းနံပါတ်ကဘယ်သူ့ဖုန်းနံပါတ် ဘယ်နည်းကနေတဲ့တော့တယ်ရေကျော်တွေဟုတ်တယ် ရဲကျော်သူ ဟုတ်ပြတဲ့ခါကြီးပြောမှာမ အမင်းနဲ့ပါတဲ့3 ယောက်နဲ့ဆက်သွယ်လို့ဖို့ဖုန်းနံပါတ်မဟုတ်ဘူးလား ဟုတ်ပါဘူးအဲ့ချက်ကြည့်ပါမဟုတ်ပါဘူး အဲ့ဒါဘယ်သူရေးပေးလိုက်လဲ ငါလည်းဖုန်းတော့မပါဘူးအဲ့ကြောင့်မရှိဘူး အင်း ကားပေါ်တယ် အခုငါတို့ကမင်းကိုမိတဲ့အချိန်မှာမင်းကပြောတယ်ကျွန်တော်တို့9 ယောက်ပါပါတယ်မင်းတစ်ခါပြောလိုက်သေးတယ်တစ်ချိန်နော်မှတ်မိလားအဲ့ဒါမှတ်မိလားမမှတ်မိဘူးဒါပေမဲ့အခုမင်းကဗဇက်ထဲမှာတာရွတ်တရွတ်ဝါထားတာငါတို့ကမသိဘူးမင်းကိုချော့ပြီးမေးနေတယ်မေးနေတော့မင်းကကွင်းရစားတယ်လို့ပြောတယ်ဟုတ်လား ဟုတ်ပါ အဲ့တော့ထွေးခိုင်းတော့မင်းကကွင်းရအရေးလဲထွက်မလာဘူးအဲ့မတင်ကားလို့မင်းကိုဖျဲကြည့်တော့ဘာတွေ့လဲမင်းဗဇက်ထဲ ထောက်တော့ပါ ထောက်တော့ရမ်းအဲ့ထဲမှာအဲ့နာမည်ကိုမင်းကထောက်တော့ရမ်းဆိုတော့အဲ့ထဲမှာပါတဲ့နာမည်ကိုမင်းမဟုတ်ဘူးလို့ပြောလားမပြောဘူးလား ပြောပါ အဲ့ထောင်တော့မင်းနာမည်ကထောင်ထဲမှာနာမည်ကဘာလဲ မင်းတို့ခါတယ် မင်းသူကဒိန်းတော်ပထမမင်းကိုမေးတော့မင်းသူကဒိန်းတော်ကကျွန်တော်တကယ်ချင်းလို့မင်းပြောတာမလား ဟုတ်ပါ တကယ်တော့မင်းသူကဒိန်းတော်ကဘာလို့လဲ ကျွန်တော် မင်းမဲဒီကလူချင်းကမင်းတို့ဒီပြည်သူတွေကိုစုပူလောင်ဒုက္ခပေးဖို့အတွက်မင်းကိုလွတ်လိုက်တာဟုတ်လား ဟုတ်ပါတယ် အဲ့သူတို့ကလည်းအဲ့လိုပဲမှားလိုက်တယ် ဟုတ်ကဲ့ ဟုတ်တယ်နော်အဲ့တော့ပါလာတာလူ30 ဟုတ်ကဲ့ မင်းတို့မင်းနဲ့အတူစားတာ3 ယောက် ဟုတ်ကဲ့ ကျန်တဲ့လူတွေကတော့ဒီမျိုးထဲမှာပဲရှိမယ် ဟုတ်ကဲ့ မင်းမသက်ကပြောသမ်းမှာဟုတ်လားငါမေးတာပဲလိုက်မဖြစ်နဲ့ ကျေးဇူးပြောဟုတ်ပါတယ် ပြောမင်းအဲ့စီစဉ်လေးပြော ဟုတ်ပါတယ် အေးလူအားလုံးပေါင်း 30 30တော့တို့ဒီဘက်ကိုလာတာ ဟုတ်ရော 3 ယောက်အဓိကမင်းတို့မှာလိုက်တဲ့အကြောင်းအရာ ဒီလူစုအောင်လို့ စူပအောင်လုပ်ဖို့ ဟုတ် ဟုတ်ပြီနော် ဟုတ်ပါတယ် အဲ့တော့မင်းအခုပြည်သူတွေကမင်းကိုဒုက္ခခံပြီးတော့အခုဝိုင်းပြီးမေးနေတယ်မင်းကဘာပြောချင်သေးလဲ ဟုတ်တော့ရ မင်းဆက်ရင်ဘက်တည်းကဘာပြောကြရှိလဲပြည်သူတွေကို ကျွန်တော်လည်းဒီကဒီလိုခုပေါင်းနေမှာ ပြည်သူတွေကသူပူပေါင်းခြင်းတယ်ဟုတ်ပြီနော်အေးဟုတ်ပြီ